ညာစုပါရှိတယ်စုမရှိတယ်ခုရှိသေးတယ်ကို showing လုပ်သွားပါမယ် Okay let's start first ကတော့ဘာလေးပြန်ကောင်းလဲ first ဒါလေးပြပါမယ်ဒါတော့ညှိလို့ကောင်းကောင်းအကြိုက်ဆုံးဒီကအကြိုက်ဆုံးပါပြုတ်ကောင်းတယ်ညှိလိုက်တာနဲ့ပြန်ဖောင်းလာဒါတော့စုငယ်ချင်းပေးထားပါအများစုငယ်ချင်းပေးထားတာများတယ်ပေါ့နော်စုလောက်တာနည်းနည်းလေးဒါစုငယ်ချင်းလောက်ထားတာဟိုပါလေဂိုးနဲလို့ဆိုပြီးဂိုးလဲလဲနေနောက်ပြီးနည်းနည်းလေးပြဲနေတာနည်းနည်းပြန်ပြီးတော့လှုပ်လိုက်တာပေါ့နော်အားကြီးတော့ကောက်သွားပါမနေ့ကမှလှုပ်ထားရေး cheese ကိုရှိတယ်ဒါလည်းညှိလို့ကောင်းလို့ဆို rating ပြီးရင်တော့ဒါလေးကိုထောင်းထမ်းလောက်ပေးပါမယ် my favorite squishy အဲ့တော့ cheese ပါဒါလည်းညှိလို့ကောင်းပါတယ် not bad I give the reading ပြီးရင်ပေါ့နော် reading ပြီးရင်တော့ထောင်း9လောက်ပေးပါမယ်ထောင်း9ပေးပါမယ်အပြည့်တော့ပေးပါနောက်အပတ်ကျရင်ဟိုဗလိုင်းပေါက်ကလေးပြတ်ပါမယ်နောက်ပြီးရင်ဒါလေးကတော့ဖတ်တာဆိုရှိပါဗရာသူရဲ့ညှိလို့တော့မကောင်းပါဘူးအထဲမှာဂုံးထည့်ထားတယ်နော်ကြွကြွလေးပဲထည့်ထားညှိလို့မကောင်းချမ်းကို5 လောက်ပေးပါမယ်ဒါတော့ဒီနှစ်ခုကစုပ်လုပ်ထားတာဒါစုပ်နေပေးတာဒါကအရင်ကြည့်ဂိုးတွေကများတယ်ဆိုတော့ချမ်းကို7လောက်ပေးပါမယ်ဒါစုပ်နေပေးထားပါဒီနှစ်ခုစုပ်နေပေးထားပါဒါတော့စုပ်ပိုင်လုပ်ထားတော့နော် coffee squishy ပေါ့နော်ဒါလည်းမကြိုက်ဘူးထမ်းကို4လောက်ပေးပါမယ်နောက်တစ်ခါတော့စုပ်ပိုင်လုပ်ထားတာပေါ့နော်ဘဲမရှိရလူတွေအတွက်ဘဲလေးပါစနော်ဆိုတာဒီကောင်မလေးဒါထမ်းကိုLလောက်ပြပါမယ်ရှင်ဒီတစ်ခုကတော့ပုတ်ပုတ်ပါပဲပေါ့နော်စုပ်စံကြီးပဲပေးထားဒါလည်းစုပ်လောက်ထားတာပါဒါတော့စုပ်စံကြီးပေးထားပါဒီမျိုးညစ်တော့မကောင်းပါဘူးချမ်းကို6လောက်ပြပါတယ်ချမ်း6လောက်ပြပါတယ်ဒါတော့ Blackpink ဆိုပြီးရစုပ်စံကြီးပေးထားပါဒါကချမ်းကိုထွေးလောက်ပြပါမယ်ဒါချောကညှစ်လို့တော့ကောင်းတယ်ထောင်း7လောက်ပြပါမယ်ဒါဒီစုပ်ငယ်ချင်းနဲ့ပြထားတာဒါတော့စုဘီနာမှာထိုင်နေတဲ့ငယ်ချင်းပြထားပါမယ်အဲ့တော့ညှစ်လို့မကောင်းတော့ဘူးသူ့ကိုချမ်းကို7လောက်ပြပါမယ်ဒါစုပ်ပိုင်လောက်ထားတာပေါ့နော်စုရဲ့တင်ရဲ့ချင်းရပေါ့နော်စုပန်းရောင်လေးပြပေးရဲစုလည်းသူ့ပန်းရောင်လေးပြန်ပေးမှုလို့ပေါ့နော်အဲ့ကလေးဆော့ထားသူကပန်းရောင်လေးပြန်ပေးရဆိုတော့စုကလည်းသူ့ကိုဒီပန်းရောင်လေးပြန်ပေးပါပါရရှိလို့ค่ะဒါတော့နီဒိုလေးပေါ့နော်စုတကယ်ကြီးနဲ့ပေးထားတာ pink နီဒိုလေးပါဒီလိုကောင်လည်းသူကထောင်း9လောက်ပေးပါမယ်ညလို့ပါဘူးသူကနောက်ပြီးဒီအကြီးဆုံးစုတကယ်ကြီးနဲ့ပေးထားပါဒီလိုကောင်လေးဒါပေမဲ့တိတ်တော့ညလို့ကောင်းပါဆိုတော့ကဂျမ်လီဖောက်ထားတာအ view 360ကျော်သွားပါပြီရှင်စုဘာနော် view တွေအများကြီးရှိလို့အားလုံးကိုကြည့်ပြီးလို့ကျေးဇူးအထူးရှင်ကျေးဇူးအထူးတင်ရှိပါတယ် bye bye နောက်နေ့ကျရင် blind box လေးရောblind box လေးလည်းပြပေးမယ် handmade blind box လေးလည်းဖောက်ပြပါမယ်အဲ့တော့ bye bye အားပေးကြပါအောင်နော် like လေးလည်းပေးပါအောင် bye bye